ဖောက်ပြန်သွားတဲ့သူကောင်းကောင်းလေးနောင်တရသွားအောင်ဒီနီလန်းကိုအတုံးချကြည့်လိုက်မိတ်ဆွေများခင်ဗျချစ်ကြကြိုက်ကြပြီးတော့ကလေးတွေပါရှိပြီးတော့အတူတူနေပြီးတော့သူကဖောက်ပြန်သွားတယ်ဟုတ်တယ်ဟုတ်သူနဲ့ကိုနဲ့ဒီရောက်တလန်းစီခွဲသွားရတယ်အဲ့လိုမျိုးဖြစ်နေပါတလားခင်ဗျဖြစ်နေတယ်ဆိုရင်ဒီအောက်မှာဝမ်းလို့ရိုက်ခဲ့ပါခင်ဗျဒါမှမဟုတ်လဲသူကဖောက်ပြန်နေတယ်တင်နာကျင်နေတယ်ဆိုရင်ဒီအောက်မှာဝမ်းလို့ရိုက်ခဲ့ပါခင်ဗျမိတ်ဆွေများခင်ဗျအကောင်းဆုံးကလပ်စားချေတဲ့နေအကောင်းဆုံးသူ့ကိုလှုပ်ရမဲ့နီလန်တစ်ခုကမိတ်ဆွေများအနေနဲ့သူနဲ့ကိုနဲ့ပြတ်သွားပြီးတဲ့အချိန်မှာသူ့ကိုနှမျောတဲ့စိတ်တွေလုံးဝမထားပါနဲ့ခဲ့ပြီးတော့သူတိအောင်မငိုပါနဲ့ပြီးတော့ကိုယ့်ရဲ့မဆိုရှယ်မီဒီယာပေါ်မှာသူနဲ့ကိုနဲ့ပြတ်သွားလို့ကြေကွဲနေရတယ်ဝမ်းနည်းနေရတယ်ဆိုတဲ့အရာကိုလုံးဝမတင်ပါနဲ့ခင်ဗျမိတ်ဆွေများအနေနဲ့အဓိကလှုပ်ရမယ့်အရာတစ်ခုကသူနဲ့ကိုနဲ့ပြတ်သွားပြီးတဲ့အချိန်မှာမိတ်ဆွေများအနေနဲ့ကိုယ့်ရဲ့မဘဝကိုဒီထက်ကောင်းအောင်မြင့်တင်ပါကိုယ့်ရဲ့မဘဝကိုဒီထက်ကောင်းအောင်ကြိုးစားပါခင်ဗျနောက်တစ်ချိန်မှာသူနဲ့ကိုနဲ့ပြန်လာဆုံတဲ့ချိန်ဒါမှမဟုတ်လေ तू ကကိုယ့်ကို social media မှာမြင်တဲ့ချိန်မှာကိုကဘလို့တိုးတက်နေလဲကိုကဘလို့ကောင်းစားနေလဲဆိုတော့ तू လာမြင်တဲ့ချိန်မှာသူ့အနေနဲ့ကောင်းလေးနောင်တရသွားလိမ့်မယ်မိတ်ဆွေမအနေနဲ့ဒီနီလန်းကသူ့ကိုအကောင်းဆုံးနဲ့အလွယ်ဆုံးကလပ်စားချေတဲ့နီလန်းပဲဖြစ်ပါတယ်ခင်ဗျတင်းယောက်ျားကမရင်ငယ်ထားနေတယ်တင်းယောက်ျားကဖောက်ပြန်နေတယ်တင်းမီတာဆိုကဖောက်ပြန်နေတယ်အဆောင်ကိုအသုံးပြုချင်တယ်အဆောင်ကိုအသုံးပြုပြီးတော့ကိုလိုသလိုသူ့ကိုထိန်းချုပ်ထားချင်တယ်ဆိုရင် CIP မှာအမြန်ဆုံးပြောထားလို့ရပါတယ်ခင်ဗျအဆောင်ကနိုင်ငံတိုင်းကိုပို့ပေးနေပါတယ်ခင်ဗျအားလုံးကိုအထူးပဲချစ်ခင်ကျေးဇူးတင်ပါတယ်ခင်ဗျ